အားလုံးပဲမင်္ဂလာပါဒီနေ့ကျမနဲ့အတူတူအသားတူကျွတ်ကြော်လေးတူလှုပ်ရှားကြရအောင်အဆုံးထိကြည့်ပြပါအောင်ရှင်အရင်ဆုံးအသားတူပွားလာအောင်အသားတူကိုမိနစ်20တော့မဟုတ်နိုင်ဝက်လောက်ရေစိမ်ထားပြပါမယ်ကဲအခုဆိုရင်အသားတူကပွားလာရေပေါ့နော်အသားတူပွားလာပြီဆိုရင်အသားတူရေနှစ်ထပ်သုံးထပ်လောက်ဆေးပြီးပေါ့နော်တန့်ရှင်းနေအောင်ဆေးပြီးပြီဆိုရင်ရေအသားတူထဲမှာရေလုံးဝမကြံအောင်ပေါ့နော်တီချာလေးရေညစ်ရေပြောင်းအောင်ညစ်ပေးပါမယ်ကဲအခုဆိုရင်ကျမတို့အသားတို့ရေပြောင်ညစ်ပြီးပြီဆိုတော့အစာလိုအပ်တဲ့အစာပလာလေးစတင်ထည့်ပါမယ်ပထမဦးဆုံးကျမတို့အကြော်မိုးကိုကျမတို့အသားတို့နဲ့လိုအပ်မယ်ထင်တဲ့လောက်ကိုထည့်ပါမယ်ပြီးရင်ကျမကတော့အသားတို့နည်းနည်းများအောင်လို့ကျဥ3လုံးခောက်ပါထည့်ပါမယ်ပြီးရင်အရသာမောအနေနဲ့ကျမစားရယ်ဒီညမမတုံးတဲ့အတွက်ကြောင့်မလို့ကျမကစစ်သားမုံထည့်ပါမယ်ထည့်ပြီးရင်တီချာလေးနှက်အောင်မွေပြီးခဏလေးနှက်ထားပါမယ်ကျမတို့အသားတို့ကိုနှက်နေတဲ့အချိန်မှာတစ်ဖက်မှာကျမတို့စီကိုပူချက်နေတဲ့အထီကိုတည်ထားပြပါမယ်အငွေ့တော်တော်ထွက်နေတဲ့အချိန်ထီကိုတည်ထားပြမှာပေါ့နော်ကဲအခုဆိုရင် CO ကပူလာပြီဆိုတော့ကျမတို့စကြော်ပါမယ်เนาะကြော်တဲ့အချိန်မှာတတိထားရမှာကအသားတို့ကိုလုံးဝကျွတ်တဲ့အထိကြော်ပြရမှာပဲเนาะမကျွတ်ပဲနဲ့ဆယ်လိုက်ရင်အထဲထဲမှာစီရအရန်ဝတ်အများကြီးပဲဝတ်နေမယ်ပေါ့เนาะဒီကျွတ်တဲ့အချိန်မှာကိုကဆယ်ထုတ်လိုက်ရင်ကျအထဲထဲမှာစီလုံးဝကိုမနစ်နေပါဘူးအရန်ကိုစားလို့ကောင်းတဲ့အသားတို့ကြော်တော့ခွဲရမှာပေါ့နော်ကဲအသားတို့လည်းကြော်ပြီးပြီဆိုတော့အသားတို့နဲ့စားဖို့အတွက်စားလို့ကောင်းတဲ့ဆော့တစ်ခွက်ကိုကြိုပါမယ်ကျမသုံးထားငရုတ်စီဆော့ပေါ့နော်ခဏတည်းအိုးပူပူလေးထဲမှာငရုတ်စီဆော့ထည့်ပါမယ်ပြီးရင်ရေအနှင်းငယ်ထည့်ပါမယ်နောက်ထပ်ကျမတို့ကြက်သွန်ချူကြိတ်ထားတဲ့ကြက်သွန်ချူလေးကိုထည့်ပါမယ်ပြီးရင်လိုအပ်ချက်အနေနဲ့ကျမတို့ထက်ညက်ရှိဖို့ကောင်းတယ်ပေါ့ထက်ညက်နည်းနည်းလေးကြိုထည့်လိုက်မယ်ထက်ညက်မရှိဘူးဆိုရင်ထက်ညက်နေရာမှာကြားလေးထည့်လို့ရပါတော့တီချာလေးကိုလိုချင်တဲ့အနေအထားကြီးရအောင်ကြိုပြီးဆိုရင်နောက်ဆုံးမှာတော့အရန်ကိုစားလို့ကောင်းတယ်ကျမတို့အသားတူကြော်နဲ့ဆော့လေးရပါပြီအဆုံးထိကြည့်ပြီးရတဲ့ကျေးဇူးများတင်ပါတယ်